ဇော်ထွန်းတယောက်မတတ်တာတဲ့အစုံမမဲပြရဲ့ဆိုင်ကအစုပ်ကြီးကိုစီးပြီးရွာအစုံကတင်ချိုင်းဟောင်းစီကိုထွက်လာခဲ့ရတယ်။တန်းခေါင်ရန်အချိန်ဖြစ်တာမို့ပတ်ဝန်းကျင်ကအမောင်ထုကလေးလံနေပြီးလမ်းဘေးဝဲရာကတောအုပ်တွေထဲကနေထူးဆန်းတဲ့အတန်တွေထွက်ပေါ်နေတယ်။တင်ချိုင်းဟောင်းရဲ့ကေဝါကိုရောက်တော့ဆိုင်ကမီရောက်အောင်မှာခြုံငွေပိတ်ပေါင်းတွေကြားကအုတ်ကူပြက်တွေကိုမြင်လိုက်ရတာကြောင့်ဇော်ထွန်းရဲ့ရင်ထဲမှာဒိန်းကနေဖြစ်သွားပါတယ်။မမဲပြပြောထားတဲ့ညောင်ပင်ကြီးကတော့တင်ချိုင်းရဲ့အလဲဘဟုမှာတဆေး6မှတ်တပ်ထီကြီးရှိနေပါတယ်။ဇော်ထွန်းလည်းတုံရင်းနဲ့ဆိုင်ကယ်ကိုညောင်ပင်အောင်မှာရပ်လိုက်ပြီးဆက်တက်လိုက်တယ်။15မိနစ်ပဲလို့သူကိုအားပေးရင်လက်ပနာကြီးကိုကြည့်လိုက်တယ်။ပတ်ဝန်းကျင်ကရုတ်တရက်ရက်ကြားစံကြားရလောက်အောင်တိတ်ဆိတ်သွားတယ်။ဒါပေမဲ့ခဏအကြာမှာတော့ဆိုင်ကယ်ရဲ့နောက်ထိုင်ကုန်းကနေဤကနေဆိုပြီးနှိမ်ဆင်းသွားသလိုခံစားလိုက်ရတယ်။တစုံတစ်ယောက်ကနောက်မှာလာထိုင်လိုက်သလိုမျိုးပဲ။ဇော်ထွန်းနောက်ကိုလှည့်မကြည့်ရဲဘူး။ဒါပေမဲ့ဆိုင်ကယ်နောက်ကြည့်မောင်တဲ့ကနေဖြတ်ခနဲမြင်လိုက်ရတာကတော့ဖြူဖြော့နီးအသားတွေတွန့်လင်နေတဲ့လက်ချောင်းရှည်ကြီးတွေကဆိုင်ကယ်တန်းကြီးပေါ်ကိုဖြည်းချင်းလာကိုင်းနေတာမှာလေထုထဲမှာပုတ်စော်နန်းအနံ့တစ်ခုကနှာခေါင်းထဲကိုစူးကနေတိုးဝင်လာတယ်။အဲ့ဒီအချိန်မှာပဲဇော်ထွန်းရဲ့နာကိုကပ်ပြီးအဲ့ဒီဓာတ်စီတွေကအရာသာရှိလိုက်တာဆိုတဲ့အကွဲအတန်းကြီးကိုကြားလိုက်ရတယ်။ဇော်ထွန်းတတိထားမိတာကဆိုင်ကယ်စီတန်းကြီးတဲကဓာတ်စီတွေဟာပုံမှန်မဟုတ်ဘဲပွတ်ဆိုတဲ့အတန်းနဲ့အတူရော့နေသွားသလိုမျိုးပဲ။ငါကိုကြည့်မလားဇော်ထွန်းဆိုတဲ့အတန်းနဲ့အတူနောက်ကနေအေးဆက်တဲ့အငွေ့အသက်တွေကသူ့လေပင်ကိုလာထိတဲ့အခါဇော်ထွန်းတကူလုံးကြက်တီးတွေဖြင်းထွားသွားပါတော့တယ်ဇော်ထွန်းတယောက်နောက်ကိုလှည့်မကြည့်ရဲပဲမျက်စီကိုစုံမိထားပေမဲ့နားထဲမှာတော့ထတ်တူကြနေတဲ့အသက်ရှူသံပြင်းကြီးကိုအတိုင်းသာကြားနေရတယ်။အေးဆက်အထီအတွေ့ကပခုံးကနေတဆင်လေပင်စီကိုတရွေတက်လာတာကြောင့်သူအတက်တောင်ဝမရှူရဲတော့ပါဘူး။မကြည့်နဲ့လုံးဝလှည့်မကြည့်နဲ့လို့စိတ်ထဲကနေဖျားစာတွေတွတ်ရွတ်နေပေမဲ့ကြောက်စိတ်ကြောင့်ဘာသာမှအဖက်မတင်လို့ဖြစ်နေတယ်။ရုတ်တရက်ဆိုင်ကယ်တိုင်ကြီးတဲကဂလုဆိုတဲ့အထံကပို့ကျလာပြီးဆိုင်ကယ်တစ်စီးလုံးတုံခါလာတယ်။စီတိုင်ကြီးအဖုံးကြားကနေအစင်းပုတ်ရောက်အညော်နှံ့တွေထွက်လာတယ်လို့ပါပဲ။အဲ့ဒီအချိန်ပါပဲသူ့နာကိုကတ်နေတဲ့အတန်ကြီးကမင်းကငါအတွက်တက်စီလာပို့ပေးတာလားဒါမှမဟုတ်မင်းရဲ့အသက်ကိုလာပေးတာလားဆိုပြီးမေးလိုက်တယ်ဇော်ထွန်းရဲ့လက်တွေဟာဆိုင်ကယ်လက်ကလိုင်ကိုချစ်ပါအောင်ဆုပ်ထားမိတယ်နာယီကိုကြည့်လိုက်တော့မှ9မိနစ်ပဲရှိသေးတယ်ကျန်တဲ့10မိနစ်ကသူ့အတွက်တစ်ထပ်စာလောက်ကြာနေသလိုပဲအမောင်ထဲမှာဝဲပြန်နေတဲ့ညစ်ငတ်တွေကလည်းညောင်ပင်ကြီးပေါ်မှာစူယုံလာပြီးကွဲအပ်တဲ့အတန်တွေနဲ့အော်ဟစ်နေကြတယ်။ဇော်ထောမျက်လုံးကိုအသားလေးဖွင့်ပြီးငံထဲကနေခိုးကြည့်လိုက်တော့ညောင်ပင်ကြီးရဲ့အမောင်ရိပ်ထဲမှာအရက်9တောင်လောက်ရှိတဲ့မဲမြဲတရန်ကြီးတစ်ခုကသူ့ကိုကြော်ခိုင်းပြီးရက်နေတာကိုမြင်လိုက်ရတယ်။အဲဒီအကောင်ကြီးရဲ့လက်ထဲမှာတော့မပြားရဲ့ဆိုင်ကယ်ထဲကဓာတ်စီတွေဟာအငွေ့ပြန်ပြီးလေထဲမှာဝဲနေသလိုမျိုးလွင့်ထွက်နေတယ်။ဇော်ထုံအကြောက်လွန်ပြီးဆိုင်ကယ်ကိုဝူးခနဲ့နှိုးပြီးမောင်းထွက်ဖို့ကြိုးစားပြီးမဲ့ဆက်ကလုံးဝနှိုးလို့မရဘူးဖြစ်နေတယ်။အဲ့ဒီအချိန်မှာနဲ့အမောင်တဲကအကောင်ကြီးကသူ့ဘက်သို့ဖြည်းချင်းလှည့်လာပါတော့တယ်။အမောင်ရိတ်ထဲကအကောင်ကြီးသူ့ဘက်ကိုလှည့်လာတဲ့အချိန်မှာဇော်ထုံးတကူလုံးတောင့်ခဲသွားပါတယ်။အဲ့ဒီအကောင်ကြီးရဲ့မျက်လုံးတွေကမီးကဲရဲလို့တောင့်နေပြီးမျက်နာတစ်ခုလုံးကမီးလောင်ဖူတွေလိုအကြီးတရွှန်းနဲ့ကြောက်စရာကောင်းလာပါတယ်။မတွားနဲ့အုံးလီ
ငါအစာကမကုံသေးဘူးကွဲကွဲအတန်ကြီးကညောင်ပင်တစ်ခုလုံးတုံခါသွားသလားအောင်မိရတယ်ဇော်ထွန်းဆိုင်ကဆက်နိုးဂီယာကိုအတင်းနှင်းပေမဲ့ခြေတော့တွေကအားမပါတော့ဘူးအဲ့ဒီအချိန်မှာပဲအကုံကြီးကလက်ချောင်းရှည်ကြီးတွေကိုစန့်ထုတ်ပြီးဇော်ထွန်းရဲ့လေပင်စီကိုတရွေ့ရွေ့နီးကပ်လာတယ်10မိနစ်ပဲရှိသေးတယ်မမဲပြပြောတာ15မိနစ်ပြည့်မှထွက်ရမှာလို့ဇော်ထွန်းရုတ်တရက်တတိရလိုက်တယ်ဇော်ထွန်းမျက်စိကိုပြန်မှွင့်လိုက်ပြီးစက္ကန့်တွေကိုရေတွက်နေမိတယ်အေးဆက်တဲ့လက်တဲရှည်ကြီးတွေကသူ့လေပင်ကိုထိမိယုံရှိသေးရုတ်တရက်လေးတူထဲမှာခဆူးဆူးလေးချွင်းတန်တခုထွက်ပေါ်လာတယ်အဲ့ဒီအတန်ကြားတော့အကုံကြီးကတွန့်ခနဲ့ဖြစ်သွားပြီးညောင်ပင်ဘိုးကိုပြန်တက်သွားတယ်15မိနစ်ပြည့်ပြီးနာယီကိုကြည့်လိုက်တော့အချိန်ကကွက်တိပဲဇိုးထွန်းဆိုင်ကယ်ကိုတစ်ချက်ပဲနှိုးလိုက်ရတယ်ဝူးကနေဆက်နှိုးသွားပြီးတင်ချိုင်းထဲကနေဖုံအလိမ့်လိမ့်ထောင်းအောင်မောင်းထွက်ခဲ့တော့တယ်နောက်ကိုလှဲ့မကြည့်ရဲပဲမမဲပြအိစီကိုပဲဥတီပြီးပြေးခဲ့ပါတော့တယ် ဇော်တွန်းတယောက်မမဲပြအိမ်ရှိရောက်တော့ဆိုင်ကယ်ကိုပြစ်ချပြီးအိမ်ပေါ်ကိုအပြေးအလွှာတက်သွားပါတော့တယ်တကူလုံးလဲဖျားခြင်းတလို့တုံရီနီးပြီးမျက်နာတစ်ခုလုံးလဲသွေးမရှိသလိုဖြူဖြော့နေပါတယ်အိမ်ပေါ်ရောက်တော့မမဲပြကဖျောင်းတိုင်မီးမိန်မိန်အောက်မှာထိုင်နေရင်ဇော်ထွန်းကိုကြည့်ပြီးခက်ရရပြုံးလိုက်တယ်မင်းပြန်ရောက်လာပြီပဲငါရဲ့ကလေးကဘိုက်ဝသွားပုံရတယ်လို့မမဲပြကအေးအေးစီစီပဲပြောလိုက်တယ်ဇော်ထွန်းအသက်ကိုလူရှူရင်အဲ့ဒါဘာကြီးလဲအဖွာလို့မေးလိုက်တဲ့အခါမမဲပြကအဲ့ဒါသက်စီတစ်ခုပဲဇော်ထွန်းသူကဆက်စီနဲ့လူတွေရဲ့ကြောက်စိတ်ကိုစားထုံတာမင်းကသူများစီခိုးတာဝါဒနာပါတော့မင်းကိုယ်တိုင်လဲပြက်အခိုးခံအောင်တင်ကန်းစာပေးလိုက်တာပါလို့ပြောပါတယ်အခုမင်းရဲ့အကက်ကကြေသွားပြီဒါပေမဲ့တတိထားမင်းနောက်တစ်ခါသူများပစ္စည်းခိုးအောင်မယ်ဆိုရင်တော့ငါကလေးကမင်းနောက်ကိုလိုက်လာလိမ့်မယ်လို့တတိပေးလိုက်တယ်နောက်နေ့ကစားပြီးဇော်ထွန်းတယောက်သူများစီခိုးဖို့နေသားသာညဘက်ဆိုရင်အိမ်ပြင်းတောင်မထွက်ရတော့ပါဘူးညဘက်မှာဆိုင်ကေတန်ကြားတိုင်းဒါမှမဟုတ်ဓာတ်စီနန့်ရတိုင်းမှာတင်ချိုင်းထဲကအကောင်ကြီးကိုပြန်ကြားရောက်နေမိပါတော့တယ်ဓာတ်စီတခိုဇောထွန်းဟာအခုတော့ညစ်ညတ်တူဤအစားမဖြစ်အောင်လိမ္မာရင်ကြီးတဲ့လူငယ်တစ်ယောက်ဖြစ်သွားခဲ့ပါတယ်နေကုန်းချုအနီးနဲ့ပြောရရင်ဇောထွန်းဟာဓာတ်စီကိုမရိုးမသားခိုးယူခဲ့တဲ့အတွက်သူ့လက်ကြောက်စိတ်ကိုပြန်လဲပေးဆက်ရတာဖြစ်ပြီးအမောင်တူသေးကဓာတ်စီတခိုးဆိုတာကလည်းတကယ်တော့လူရီရဲ့မကောင်းတဲ့စိတ်အာတိသားတွေကိုစားသုံးပြီးကြီးထွားလာတဲ့နမိတ်ပုံတစ်ခုပဲဖြစ်ပါတော့တယ်